life မှာ motivation ကြောင့်ပဲဖြစ်ပါပဲဖြစ်လူရဲ့တော်တော်များများမခံစားနဲ့ခံစားမနေနဲ့ဆိုပြီး yes တခုခုတော့ကျွန်တော်အကြိုက်ခံစားလို့မရဒါပေမဲ့ feelings တွေကအင်မတန်အရေးကြီးတယ်လူတွေမှာခံစားချက်ကဘာကြောင့်ထည့်ပေးလိုက်တာလဲဆိုတော့လိုအပ်အဲ့ feelings တွေကိုကျွန်တော်တို့လစ်လူရှူတာမတိကြိုးကြုံပြူတာမျိုးတွေမလုပ်ပါနဲ့ feeling is important တကယ်လို့ကိုယ့်ဘဝမှာလိုချင်တာရှိရင် manifestation တွေလုပ်ချင်တယ်ဆိုလို့ရှိရင် feelings ကိုကျွန်တော်တို့မေ့ထားလို့မရဘူးဘေးဖယ်ထားလို့မရဘူးမတိကြအောင်စောင်းလို့မရဘူးဘာမှမခံစားရဘူးဘာမှအားလုံးနဲ့တော့ထုံနေတယ်ပြောရလည်းမဟုတ်မပြောရလည်းမဟုတ်ဘာမှဖြစ်ဘူးအဲ့လိုဖြစ်နေရဆိုတာမျိုးတွေကိုလည်းဒီတိုင်းဆက်သွတ်ထားလို့မရဘူးကျွန်တော်တို့ခံစားတတ်အောင်လို့လေ့ကျင့်ရပါလိမ့်မယ်အခု February ကနေစပြီးတော့ဒီနှစ်တာလုံး2026 December 31 ရက်နေ့အထိကိုဒီလိုမျိုးကျွန်မရဲ့ container ထဲမှာပါဝင်ခြင်းနဲ့ energetic exchange အနေနဲ့ကတော့အများကြီးမတောင်းထားဘူး commitment ကြီးပဲတောင်းထားတယ်သူတိုင်းပါဝင်နိုင်အောင်လို့ဒါပေမဲ့ရမယ့်ပညာတွေကတော့နေတာမဟုတ်ဘူးကျွန်မ6နှစ်ကျော်9နှစ်အတွင်းမှာလုံးဝတည်တည်ချာ design မမတ်လေ့လာထားတယ်ပတ်စံတွေရောအချိန်တွေရောအများကြီးကုန်ခံပြီးတော့လေ့လာထားတဲ့အရာတွေကနေပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံကိုဖြတ်သန်းခဲ့ရတာတွေနဲ့ပေါင်းဆက်ပြီးတော့ share လုပ်ပေးမှာစိတ်ဝင်စားရဆိုလို့ရှိရင် comment ကနေပြီးတော့2026ဆိုပြီးတော့မှန်လိုက်လို့ရှိရင်ဒီမှာ chat box ကနေပြီးတော့လာပြောပြပါမယ် so thank you bye